ပါဝါစားနိုင်တော့ငါးကလေးများပါရှင်ငါးကလေးဥကတ်ပါရှင်ငါးကလေးကိုအိုးလေးကတ်တော့ချမ်းလေးကတ်တော့ဒီလိုလေးအောက်မှာဒီလိုလေးစီလေးပြန်အောင်စီလေးအပြောအပေါ်တက်လာပြီးတော့အောက်မှာချမ်းလေးကတ်တော့ပေါ့နော်ငါးလေးဥကတ်ဖြစ်ပါလေစီလေးကိုအပေါ်တက်ပြီးတော့အောက်ကငါးလေးနဲ့ကတ်တော့ငါးလေးဥကတ်ဒီပါဝါစားနိုင်တော့ငါးလေးဥကတ်ဖြစ်ပါလေနန်းနန်းတီလေးတွေအုပ်ထားတာဆိုတော့ငါးလေးဥကတ်ချက်ရဲ့အနံလေးကပူနေတယ်။ညူတီးသိန်းလေးလည်းခတ်လိုက်တာညူတီးသိန်းတောင်းလိုက်ပြီပေါ့နော်။ဒါလေးရတော့ငါးလေးဥကတ်ဖြစ်ပါလေ။အယူလေးကိုတမ်းပါသေးတယ်။ငါရိုးပါဝါစားနိုင်တော့ငါးလေးဥကတ်ဖြစ်ပါလေ။ I love you